ကျွန်တော်တို့ပတ်ဝန်းကျင်မှာအရန်တော်တဲ့သူတယောက်ကိုမြင်ရင်သူကတော့ပါရမီပါလိုက်တာသူကတော့ကံကောင်းလိုက်တာဆိုပြီးတော့အလွယ်တကူပြောတတ်ကြပါတယ်ဒါပေမဲ့ဒါဟာကျွန်တော်တို့ကိုပေးနေတဲ့စင်ကြေတစ်ခုဆိုတာရောသတိထားမိကြရလားတခါတလေပါရမီထူးချွန်တဲ့သူတွေ IQ မြင့်တဲ့သူတွေဘာလို့လမ်းခုလက်မှာတင်ရက်တန့်သွားကြတာလဲတကယ်တမ်းအောင်မြင်မှုကိုမောင်းနေနေတဲ့အင်ဂျင်ကဘာဖြစ်မလဲဒီနေ့ဗီဒီယိုမှာတော့ကဘာကျော်စိတ်ပညာရှင်အင်ဂျလာဒက်ဝါသ်ရဲ့နှစ်ပေါင်းများစွာလေ့လာချက်တွေအရအောင်မြင်မှုအတွက်တကယ်ကိုအရေးကြီးဆုံးဖြစ်တဲ့ grit ဆိုတဲ့အကြောင်းအရာကိုပြောပြပေးသွားမှာပါတင်ဟာကိုပါရမီမရှိဘူးလို့ခံစားနေရရင်ဒါမှမဟုတ်လမ်းလျှောက်နေရင်နဲ့လက်ချော့ချင်တာမျိုးတွေဖြစ်နေရင်ဒီ9မိနစ်စာဗီဒီယိုကသင်ဘဝကိုပြောင်းလဲပေးနိုင်ပါတယ်American နိုင်ငံရဲ့နာမည်ကြီး West Point စစ်တက္ကသိုလ်ကိုအားလုံးသိကြမှာပါအဲ့ဒီကိုတက်ခွင့်ရဖို့ဆိုတာတကယ်ကိုမလွယ်ကူလားပါဘူးနှစ်စဉ်လျှောက်လွှာတင်သူတောင်းနဲ့ရှိတဲ့ထဲကမှအတော်ဆုံးဆိုတဲ့သူ1200လောက်ပဲရွေးချယ်ခံတာပါသူတို့တွေဟာစာမာရောအားကစားမှာပါထိတ်တန်းကျောင်းသားတွေဖြစ်ကြပါတယ်ဒါပေမဲ့သူတို့ကျောင်းထဲရောက်တာနဲ့ Beast Paris လို့ခေါ်တဲ့ခုနှစ်ပတ်အကြာအလွန်ပြင်းထန်တဲ့လေ့ကျင့်ရေးကိုဖျက်ကျော်ရပါတယ်အရေးတွေပြက်ပြီးရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာမှာအလွန်ပင်ပန်းတဲ့လေ့ကျင့်ရေးတွေကိုလုပ်ကြရပါတယ်အဲ့ဒီမှာထူးဆန်းတာတစ်ခုဖြစ်လာပါတယ်ကျောင်းဝင်ခွင့်တုန်းက IQ အမြင့်ဆုံးရခဲ့တဲ့သူတွေအားကစားမှာအတော်ဆုံးဆိုတဲ့သူတွေဟာဒီတန်းကိုမခံနိုင်ပဲကျောင်းထွက်သွားကြတာကိုတွေ့ရပါတယ်စိတ်ပညာရှင်အင်ဂျလာဒက်ဝါသ်ကဒါကိုလေ့လာခဲ့ပါတယ်အောင်မြင်သူနဲ့ချုံနှိပ်သူဘာကွာလဲဆိုတာကိုရှာဖွေတဲ့အခါမှာ IQ လည်းဟုတ်မနေခဲ့ပါဘူးမျိုးရိုးဗီဇလည်းမဟုတ်ဘူးဆိုတာကိုတွေ့ခဲ့ရပါတယ်အဖြေကတော့ grit ပါပဲ grit ကိုမြန်မာလိုအနည်းဆက်ဆုံးပြောရရင်တော့ခိုင်မာတဲ့ဇွဲလုံးလားလို့ပြောလို့ရပါတယ်ဒါပေမဲ့ဒါဟာအလုပ်စ조사တာမျိုးကိုတင်ပြောတာမဟုတ်ပါဘူး grit မှာအစိပ်ပိုင်းတစ်ခုရှိပါတယ်ပထမတစ်ခုကတော့ passion လို့ခေါ်တဲ့စိတ်အားထက်သန်မှုဖြစ်ပါတယ်ဒါကခဏတာစိတ်ကူးရင်တာမျိုးမဟုတ်ပါဘူးကိုယ့်ရဲ့ပန်းတိုင်ကိုနှစ်နဲ့ရှိပြီးမပြောင်းလဲပဲဆွဲမြဲမြဲချစ်မြတ်နိုးတာကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကတော့ perseverance လို့ခေါ်တဲ့ဇွဲလုံးလားဖြစ်ပါတယ်ဒါကတော့လဲကျသွားတိုင်းပြန်ထနိုင်တဲ့တတ်တည်ပါအခက်အခဲတွေညှင်းပယ်ခံရမှုတွေကြုံရတဲ့အခါဒါဟာသင်ခန်းစာပဲဆိုပြီးတော့ရှေ့ဆက်သွားနိုင်တဲ့အင်အားကိုဆိုလိုတာဖြစ်ပါတယ်အောင်မြင်မှုကိုတွက်ချက်လို့ရတဲ့ပုံသင်နည်းတစ်ခုရှိပါတယ်တေချာနားထောင်ကြည့်ပါပါရမီနဲ့စ조사မှုကိုပေါင်းစပ်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့ကျွမ်းကျင်မှု skill ကိုတည်ဆောက်လို့ရပါတယ်ရလာတဲ့ skill ကိုပဲကျွန်တော်တို့စ조사မှုနဲ့ပြန်ပေါင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့အောင်မြင်မှုကိုရရှိပါတယ်ဒီနေရာမှာစ조사မှုကနှစ်ခါပါနေတာကိုသတိထားမိလားသင်မှာပါရမီဘယ်လောက်ရှိမစ조사ရင်ကျွမ်းကျင်မှုဖြစ်မလာပါဘူးသင်မှာကျွမ်းကျင်မှုရှိနေရင်တော့ထပ်ပြီးမစ조사ရင်အောင်မြင်မှုဆိုတာဖြစ်မလာပါဘူးပါရမီဆိုတာ Ferrari ကားတစ်စီးလိုပါပဲဒါပေမဲ့ grit ဆိုတဲ့ဇွဲကတော့အဲ့ဒီကားကိုရှေ့ရအောင်မောင်းနှင်ပေးတဲ့လောင်စာစီပါပဲစီမချင်းဘယ်လောက်ကောင်းတဲ့ကားဖြစ်ဖြစ်အမိုက်ပုံနဲ့ရောက်သွားမှာပါတရင်ကောင်းကတော့ grit ဆိုတာမွေးရပါလာတာမဟုတ်ပဲနဲ့လေ့ကျင့်ယူလို့ရတဲ့အရာဖြစ်တာပါပဲသင်ဟာတခြားသူတွေလောက်မတော်ဘူးလို့ခံစားနေရရင်စိတ်မပူပါနဲ့သူတို့ထက်ပိုပြီးဇွဲရှိဖို့ပဲလိုအပ်ပါတယ်ဒီနေ့ကစပြီးကိုမေးကြည့်ပါငါလဲကျသွားတဲ့အခါပြန်ထဖို့အဆင်သင့်ဖြစ်ပြီလားအခုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေတဲကတကယ်ပဲဇွဲရှိနဲ့ရှေ့ဆက်မဲ့သူတွေရှိတယ်ဆိုရင် comment မှာ stay gritty လို့ရေးသွားပေးခဲ့ပါဒီလိုမျိုးစိတ်သက်ခွန်အားရစေမယ့်အကြောင်းအရာတွေကိုအမြဲနှောက်ဆင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်အဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်